အားလုံးပဲမင်္ဂလာပါရှင်ရန်နာမွန်ထဲတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြုလုပ်ပေးမယ့် reading လေးကတော့ဒီ reading ကိုတွေ့ရှိသွားသူလေးတွေစီရောက်ရှိလာမယ့်အသစ်တော်ရာများပေါ့နော်အဲ့ဒီခေါင်းစဉ်နဲ့ဒီနေ့မှာကျွန်မက collective reading လေးတစ်ခုဖတ်သွားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်မတို့ကဗီဒီယိုတစ်ပုဒ်ကို YouTube ပေါ်မှာတင်လိုက်တယ်ဆိုလို့ရှိရင်ဒီ reading ကိုဒီဗီဒီယိုကိုပေါ့နော်လူတိုင်းတွေ့ရတာမဟုတ်ပေါ့နော်သူ့အချိန်နဲ့သူသွားနေတာဖြစ်တဲ့ခါကျတော့တချို့တိုက်ဆိုင်ပြီးတော့တွေ့သွားတာရှိတယ်မတိုက်ဆိုင်လို့မတွေ့သွားတာလည်းရှိတာပေါ့နော်အဲ့ခါကျတော့တက်တိုက်ဆက်ဆိုင်တွေ့သွားတဲ့သူလေးတွေအတွက်တင်တို့လေးတွေစီရောက်ရှိလာမယ်အသစ်တော်အရာတွေကဘာလေးတွေရှိမလဲဆိုတော့ဒီနေ့ collective reading နဲ့မှာကျွန်မကဖတ်ပြသွားပေးမှာဖြစ်ပါတယ်အဲ့တော့အသစ်ဆိုတော့ new person new love new life new business new idea ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်အသစ်တော်အရာများအဲ့ဒါလေးတွေကဘာလေးတွေရှိမလဲဆိုတာကိုဒီနေ့ collective reading နဲ့မှာနားထောင်ကြည့်လိုက်လို့ရှင်သိရှိရမယ်ပေါ့နော်အဲ့တော့ကျွန်မတို့စမယ်ဒီနေ့က collective reading ဖြစ်တဲ့အတွက်လာကြည့်တဲ့သူတွေအားလုံးနဲ့တော့ကိုင်းညီချင်မှကိုင်းညီမယ်ဒါပေမဲ့တော့ဒီ reading ကိုတက်တိုက်ဆက်ဆိုင်တွေ့သွားတယ်ဆိုရင်ပဲကိုင်းညီဘူးကတော့100မှာဆိုလို့ရှိရင်90-80ရာခိုင်နှုန်းလောက်ထိတော့ကိုင်းညီမှုရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျမတို့စမယ်ဒီကတ်လေးတွေကို shuffle လုပ်ထားပြီးတာဖြစ်တဲ့အတွက်ကျမဒီကနေဆွဲလိုက်မယ်ပေါ့နော်ဆွဲထားပြီးတဲ့ကတ်တွေနဲ့ကြာလာတဲ့အရာတွေအားလုံးကိုကျမကဖတ်ပြသွားပေးမှာဖြစ်ပါတယ်အဲ့တော့ကျမဆွဲလိုက်မယ်တိတက်နေလို့ထင်နေပေါ့နော်အနေထားထိတော့ကျမဆွဲနေမှာပေါ့နော်တကယ်မို့မလိုတော့ဘူးလို့ကျမထင်တော့ရက်လိုက်မယ်ပေါ့နော်တခါလေးကျမဆွဲထားတဲ့ကတ်တွေပေါ့နော်တခါလေးဆွဲလိုက်မယ်โอเคဆက်တကတ်မှဆွဲလိုက်တယ်เนาะအဲ့တော့ဒီဆက်တကတ်မှာပါတဲ့အကြောင်းအရာတိုင်းပဲဒီ reading ကိုလာကြည့်တဲ့သူလေးတွေစီကိုရောက်လာမယ်အသက်တော်ရာတွေကဘာလေးတွေရှိမလဲတူတူကြည့်မယ်เนาะအဲ့တော့ okay အဲ့တော့ဒီ reading ကိုလာကြည့်မိတဲ့သူလေးတွေပေါ့နော်လာကြည့်မိတဲ့သူလေးတွေစီကိုအသက်တော်အရာများရောက်လာလိမ့်မယ်ဘယ်လိုမျိုးပုံစံနဲ့လာမှာလဲဆိုတော့အမှန်တရားအတိုင်းပေါ့နော်အမှန်တရားတစ်ခုတိုင်းရရှိလာလိမ့်မယ်တင်ကရရှိဖို့အတွက်ထိုက်တန်တယ်ဆိုလို့ရှိရင်အမှန်တကယ်ရွရောက်လာလိမ့်မယ်မထိုက်တန်ဘူးဆိုတော့မရောက်လာဘူးပေါ့နော်အဲ့ဒါမျိုးပုံစံအဲ့တော့ဒီရလာမဲ့အခွင့်အရေးပဲဖြစ်စေအချစ်တစ်ပဲဖြစ်စေနော်ငွေကြီးတွေပဲဖြစ်စေအဲ့ဒီအတွက်ကိုတင်ကထိုက်တန်တယ်လို့တင်ကိုယ်တိုင်ခံစားရတယ်ဆိုရင်အဲ့ဒါရောက်လာလိမ့်မယ်အဲ့တော့တင်မှာဘလို့ကုသိုလ်ကောင်းမှုတွေပြုလုပ်ထားလဲနော်ဘလို့စိတ်ကိုကောင်းမှုအောင်ဟင်းလေးလောက်ထားလဲအဲ့ဒါမျိုးလေးနဲ့လည်းအများကြီးသက်ဆိုင်တယ်ပေါ့နော်ဒီလို universe ကပေးလာတဲ့အရာတွေဆိုတာလေအဲ့တော့ဒီကက်ကိုကြည့်ချင်းအပြင်တင်ကရဖို့အခွင့်တင်ပြီလို့တင်ကိုယ်တိုင်ကလည်းတွေးထင်တယ်တင်မှာလောက်ထားတဲ့ကုသိုလ်ကောင်းမှုတွေလည်းများတယ်ဆိုလို့ရှိရင်ရရှိလာမယ်တေချာဘောက်ကိုရရှိလာမယ်ပေါ့နော်ရရှိလာမယ့်အကြောင်းအရာတွေမှာဘာလဲဆိုတော့တင်းနဲ့ထိုက်တန်တဲ့ဒီချစ်ရေးကိစ္စတော့မဟုတ်ပေါ့နော်တင်းနဲ့ထိုက်တန်တဲ့တင်မဝအတွက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုသိစီရောက်လာလိမ့်မယ်နော်ပြီးတော့တဲ့တင်းစီရောက်လာမယ်တချို့အရာတွေမှာဘာလဲဆိုတော့တင်းအတွက်အစိတ်တောက်ဖြစ်စေတဲ့တချို့လူတွေတင်မဝတွေကထွက်သွားတော့မှာပြောမယ်ဆိုလို့ရှိရင်လူအဟောင်းနေတင့်ကိုအမြဲတစေဒုက္ခပေးခဲ့တဲ့ဆုံးရှုံးအောင်လုပ်ခဲ့တဲ့သူတွေတင့်အနာကနေထွက်သွားရတော့မှာပေါ့နော်အဲ့ဒါမျိုးနောက်တစ်ခုကတော့လေဆရာသမားကောင်းတွေတချို့ကြတော့လေဘာသာရေးအရာဖြစ်ပြောရမယ်ဆိုလို့ရှိရင်တကယ်ကိုပညာပေါ့နော်သီလသမားတွေလည်းပြည့်စုံတဲ့ဆရာတော်ကြီးတွေကိုဖူးရတာဒီဆရာတော်ကြီးတွေရဲ့တပည့်သားမြည်ဖြစ်ပေါ့နော်စက်ခံရတာဒီဆရာတော်ကြီးတွေကနေကိုပညာအမွေတွေเนาะဒီဘာသာရေးနဲ့သက်ဆိုင်တဲ့အရာတွေကိုလက်ဆင့်ကမ်းပေးတာအဲ့ဒါမျိုးလေးတွေကိုသင်တို့လေးတွေကကြုံရဖို့ရှိတယ်ဒါမျိုးသင်အရင်ကမကြုံဘူးမတွေ့ဘူးเนาะဒီ reading ကိုလာကြည့်ပြီးတော့နောက်ပိုင်းမှာသင်ကတွေ့ရမယ်ပေါ့နော်ပြီးတော့ဒီနေ့ဒီ reading လေးက collective reading time lapse ပေါ့နော်ကျွန်မ time lapse လုပ်လိုက်မယ်အချိန်ကာလမသတ်မှတ်တာဘူးအဲ့တော့ကျွန်မရဲ့ reading လေးကိုမြင်ကြည့်လိုက်မိတဲ့သူကဘယ်သူမဆိုreading ကိုကြည့်ပြီးတာနဲ့ဒီလိုပုံစံဒီလို energy မျိုးလေးတွေရရှိမယ်ပေါ့နော်အဲ့ဒီတော့ judgment ကိုတော့ကျွန်မဖုံးလိုက်မယ်နော်အဲ့တော့ဒီနေ့ collective reading ကိုလာကြည့်တဲ့သူလေးတွေတင်တို့ရဲ့ဘဝမှာပို့ပြီးတော့စိတ်အေးချမ်းမှုတွေခံစားရမယ်ပြီးလို့ရှိရင် idea ကောင်းတွေရောက်လာလိမ့်မယ်ရလာလိမ့်မယ်အရင်ကတင်မတွေးဘူးတဲ့အတွေးခေါ်တွေထက်မြက်တဲ့အတွေးခေါ်တွေမှန်ကန်တဲ့အတွေးခေါ်တွေကိုတင်ကိုယ်တိုင်ကတွေးတက်လာနိုင်မယ်
ဆုံးဖြတ်ချက်တွေပေါ့နော်အဓိကဆုံးဖြတ်ချက်တွေကိုလည်းအကောင်းဆုံးချလာနိုင်လိမ့်မယ်ပြီးတော့ရှင်တင်ဘဝက judgment energy နဲ့လုံးဝအသက်တပံချိန်သွားမှာပေါ့နော်တင်းအရင်တုန်းကဘလို့အနေထားမျိုးကိုကြုံခဲ့ရသည်ဖြစ်ပါစေတင်းရဲ့ဘဝကအဲ့ဒီကြုံခဲ့ရတဲ့အနေထားပေါ့နော်ဘဝထက်စားလို့ရှိရင်ပုံမကောင်းမွန်တဲ့အနေထားတစ်ခုကိုတင်ရောက်ရှိသွားဖို့ရှိတယ်ပြီးလို့ရှိရင်တင်ဘဝကလွတ်လပ်သွားမယ်အေးချမ်းသွားမယ်တင်အတွက်အစိတ်တောင်းဖြစ်စေတဲ့သူတွေတင်နာကထွက်ခွာသွားမှာဖြစ်တဲ့အတွက်ဒီကက်ကိုနော်ကြည်စင်အားဖြင့်ထွက်ခွာသွားမှာဖြစ်တဲ့အတွက်တင်ဘဝကအချုံနောင်ကလုတ်ကင်သွားတယ်လို့မျိုးနော်ပြီးလို့ရှိရင်ဒီလိုမွန်းချက်ပြီးတော့ထောက်စစ်ဖြစ်စေတဲ့အရာတွေကနေလွတ်မြောက်သွားတယ်လို့မျိုးတင်ခံစားရလိမ့်မယ်ပေါ့နော်အဲ့တော့ဒီပထမဦးဆုံး6ကတ်ကိုကျွန်မကြည့်လိုက်တဲ့စီမှာပဲ main ကတ်ကလေ4ကတ်5ကတ်တိပါတယ်เนาะဒီကတ်တစ်ခုပဲနာကတ်ပေါ့เนาะချန်တဲ့ကတ်တွေကမေဂျာကတ်တွေပဲtearo ကတ်တထုံမှာဆိုလို့ရှိရင်88ကတ်ပေါ့เนาะအဲ့တော့အဲ့ဒီမှာမေဂျာ22ကတ်တွေမှာဒီအပေါ်တစ်ကတ်မှာပဲကျမတို့က5ကတ်တိပါတယ်တစ်ရယ် the hierophant ရယ် the high priest เนาะဒါကတော့ judgment မတဖူးပေါ့เนาะအဲ့ဒါဒါတွေက main ကတ်တွေ main ကတ်တွေကြီးပဲ5ကတ်ပါတာဖြစ်တဲ့အတွက်ဒီ reading ကိုလာကြည့်ပြီးလို့ရှင်သင်ဘဝကတကယ့်ကိုအဓိကကြားတဲ့အခန်းကဏ္ဍတွေမှာပြောင်းလဲလာလိမ့်မယ်ပေါ့နော်အဓိကကတော့လေတချို့ business သမားတွေလေတင်တို့ရဲ့ဒီအလုပ်ကိုင်းနေနဲ့ပတ်သက်ပြီးတော့ဆရာကောင်းသမားကောင်းတွေရတာကောင်းမွန်တဲ့သူတွေစီကနေအဆက်အသွယ်ကောင်းတွေရတာပြီးလို့ရှိရင်ဒီလူတွေကလမ်းပြပေးမှုကြပါတော့တင်ပို့ပြီးတော့အလုပ်ကိုင်းတွေကိုညံရှိရှိလုပ်လာနိုင်တာပြီးတော့တင်းရဲ့ဒီပိတ်လောင်နေတဲ့အလုပ်ခွင့်မဲ့ဖြစ်စေဆုံးရှုံးရတဲ့အရာတွေကနေပဲဖြစ်စေတင်လွတ်မြောက်သွားမှာเนาะတင်ဘဝအတစ်တစ်ခုလိုမျိုးပဲချိန်သွားမှာကျမအဲ့ဒါမျိုးလေးခံစားရတယ်เนาะပြီးတော့ကျွန်မပြောသလိုပဲဒီ justice ကအရင်ဆုံးကြာလာတာဖြစ်တဲ့အတွက်ဒီလိုအရာတွေကတင်နဲ့ထိုက်တန်တယ်လို့ပေါ့နော်တင်ကိုယ်တိုင်ကခံစားရတယ်ဆိုရင်နော်တစ်စိတ်တွေမှာလေစတင်ပြီးတော့ပေါ့နော်ငါကန်ကောင်းလာတော့မယ်ငါကောင်းတာတွေအများကြီးလုပ်လာတာဖြစ်တဲ့အတွက်ငါအတွက်ကန်ကောင်းမှုတွေကရောက်နေပြီစောင့်နေပြီလာနေပြီပေါ့နော်အဲ့ဒါမျိုးပုံစံတစ်စိတ်ကလည်းထက်ခါတွေးပြနေတယ်ပုံမကောင်းမွန်တဲ့အလုပ်တွေကိုလည်းပို့ပြီးတော့လုပ်ပြနေတယ်ပို့ပြီးတွေးပြနေတယ်ဘာသာရေးတွေလည်းပို့ပြီးတော့လုပ်ပြနေတယ်ဆိုလို့ရှိရင်ဒီ energy ကတဲ့အတွက်ပို့ပြီးတော့ကိုက်နေမယ်ပြီးတော့ဒီနေ့ reading ကိုလာကြည့်တဲ့နေရာမှာအသက်အရွယ်မရွှေပေါ့နော်လူလက်ပိုင်းပဲဖြစ်စေလူငယ်ပဲဖြစ်စေလူကြီးပဲဖြစ်စေဘာသာရေးလုပ်တဲ့သူတွေပါလိမ့်မယ်အဲ့သူတွေဆိုလို့ရှိရင်တော့ပို့ပြီးတော့ energy ကိုင်းနေမယ်เนาะဒီ the hierophant ကလည်းဒါဘာသာရေးကပဲ the high priest ရောပဲပေါ့เนาะဘာသာရေးနဲ့သက်ဆိုင်တယ်ဆရာကောင်းသမားကောင်းတွေဖုန်းတော်ကြီးတွေเนาะပြီးလို့ရှိရင်မေတ္တာရှင်ဆိုလို့ရှိရင်တကယ်ကိုတိလာတမာရီတဲ့ပြည့်စုံတဲ့မေတ္တာရှင်တွေအဲ့လိုမျိုးစီမှာကိုကတရားဘာဝနာတွေကိုအားထုတ်တာတော့အားထုတ်တာတို့သူတို့ရဲ့ lesson ကမ်းပြီးတဲ့တရားဘာဝနာတွေကိုကိုကကျင့်ကြံတာတို့เนาะအဲ့လိုမျိုးပုံစံလေးတွေသင်ကရရှိဖို့ရှိတယ် the high priest ရဲ့ energy ကလည်းအရန်ကောင်းတယ်ကိုဘဝအတွက်အေးချမ်းဖို့ကိုဘဝကပို့ပြီးတော့ပွင့်လင်းလာဖို့အနှောက်အယှက်တွေကနေကိုယ့်ဘဝအတွက်ကိုဒီမေတော်ကြီးတွေဆောက်ရှောက်တာကိုခံရတယ်လို့မျိုးပေါ့နော်တင်းရဲ့မမြင်နိုင်တဲ့နောက်ွယ်မှာတင်းကိုဆောက်ရှောက်တဲ့အဆောက်ရှောက်ခေါင်းတွေကတင်းကိုအိမ်မက်လက်ပေးတာပဲဖြစ်စေနမိတ်ပြတာပဲဖြစ်စေအဲ့ဒါလေးတွေအစားတင်းကကြုံတွေ့ရဖို့ရှိတယ်ဒီနေ့ reading ကိုလာကြည့်တဲ့တချို့လေးတွေဆိုလို့ရှိရင်ကြိုတင်ပြီးတော့နမိတ်ခံစားရတာပေါ့နော်အဲ့ဒါမျိုးလေးတွေတောင်ရှိနိုင်တယ်နော်အဲ့တော့ဆက်ကြည့်မယ်အဲ့တော့ဒီနေ့ reading ကိုလာကြည့်တဲ့သူလေးတွေစီကိုလူအသစ်ကလေးလည်းရောက်လာအောင်ပဲပေါ့နော်အခြေအနေနဲ့ပတ်သက်ပြီးတော့လူအသစ်လေးတွေလည်းရောက်လာဖို့ရှိတယ်အဲ့လူအသစ်လေးကကိုထက်လည်းငယ်ရွယ်တယ်နော်အဲ့တော့ဒီနေ့ reading ကိုလာကြည့်တဲ့တဲမှာအမျိုးသားဖြစ်စေမျိုးသမီးဖြစ်စေသင်တို့ရဲ့တစ်ဖက်လူဝင်လာမယ်ပေါ့နော်ဒီ new person ဒီ new person ကသူတို့ထံငယ်ရွယ်တယ်ဖြက်လက်တယ်တွက်လက်တယ်အရှိန်အဟုန်ပြင်းပြင်းနဲ့တဲ့အနာကိုရောက်လာလိမ့်မယ်ပေါ့နော်အဲ့ဒါမျိုးလေးလည်းကျွန်မတွေ့တယ်နှုံသားကြီးကလည်းပတ်သက်မယ်ဆိုလို့ရှိရင်တော့လူအသစ်တရားသင်ဘဝတွေကိုဝင်လာဖို့ရှိတာပေါ့နော်အဲ့ဒါမျိုးတချို့ကြတော့လေကိုရဲ့ချစ်ရတဲ့သူကအဝေးမှဆိုလို့ရှိရင်ဒီ reading ကိုကြည့်ပြီးတော့6လလောက်အတွင်းမှာပေါ့နော်တင့်စီကိုတင့်ရဲ့တစ်ဖက်လူကပြန်လာတာတွေ့ချင်လို့အတွက်ပေါ့နော်မြန်ပြန်လာတာတချို့ကြတော့လေနှစ်ယောက်သားချစ်သူတွေလက်ထပ်ဖို့အတွက်လာပြီးတော့ရက်တွေလည်းယူတာလာပြီးတော့ကိုယ်လက်စစ်ဆက်တာလက်တောင်းရမ်းတာအဲ့လိုမျိုးလေးတွေတင်ကြုံတွေ့ရဖို့ရှိတယ်အဲ့ဒီမှာတချို့ကတော့လူသစ်တချို့ကတော့လူဟောင်းပေါ့နော်ဒါပေမဲ့လူဟောင်းဆိုပေမဲ့လည်းအချစ်ကတော့အမြဲတမ်းသူကကိုယ်ကိုချစ်တဲ့အချစ်ကအမြဲတမ်းလက်ဆက်နေတယ်အဲ့လိုမျိုးပုံစံနဲ့ချစ်တတ်တဲ့သူမျိုးပေါ့နော်အဲ့ဒီတော့ဒီအတစ်တော့အရာတွေထဲမှာတချို့ကြတော့လေကိုယ့်ရဲ့နေပုံထိုင်ပုံတွေကစပြောင်းလဲသွားတာပေါ့နော်အရင်တော့ကိုကပြာကြီးပြာနဲ့အဲ့လိုမျိုးနေတာတို့စကားပြောမြန်တာတို့ဆုံးဖြတ်ချက်ချတာမြန်တာတို့ဆိုလို့ရှိရင်အဲ့လိုမျိုးပုံစံတွေကချိန်သွားမယ်အရင်ကတက်ပို့ပြီးတော့တည်ကြည်လာတယ်အရင်ကတက်ပို့ပြီးတော့အေးချမ်းလာတယ်အရင်ကတက်ပို့ပြီးတော့ smart ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေကျွန်မတွေ့တယ်နောက်ပြီးတော့ကိုမှာရှိတဲ့ကိုအနီးတစ်ပိုင်းမှာရှိတဲ့ကိုနှောက်ယှက်တဲ့သူတွေတိုက်ခိုက်တဲ့သူတွေကိုလည်းအကောင်းဆုံးတိုက်ထုတ်နိုင်တဲ့အထိပေါ့နော်တတိရှိလာတာပြောမယ်ဆိုပိုပြီး strong ဖြစ်လာတာပေါ့နော်အရင်ကထက်ဆလို့ရှိရင်ပိုပြီးတန်မာလာတယ်ပြီးတော့အခြေအနေမှာကိုကပေါ့နော်
လမ်းခွဲထားပြီးတဲ့သူတွေပြောတာเนาะလမ်းခွဲထားပြီးတဲ့အချစ်ရင်းနဲ့ပတ်သက်ပြီးတော့လေဒီပေါ်မှာကိုကဘာမှမခံစားရတော့ဘူးကိုဘဝကိုအကောင်းဆုံးဖြတ်သန်းမယ်ကိုဘဝအတွက်တိုးတက်မှုတွေအသက်တွေရှာဖွေမယ်ကြွယ်ဝမှုတွေပိုပြီးရရှိလာအောင်စူးစမ်းမယ်အဲ့လိုမျိုးပုံစံနဲ့တင်တို့လေးတွေကသွားပြစ်မယ်ပေါ့နော်အဲ့ဒီမှာတချို့တွေကကြတော့တငယ်ချင်းမိတ်ဆွေတွေအစ်တော့တငယ်ချင်းတွေနဲ့ပျော်ရွှင်မှုတွေဖန်တီးရမယ်ပေါ့နော်အတူတူဖန်တီးရမယ်အဲ့လိုမျိုးလေးလည်းကျွန်မတွေ့တယ်တငယ်ချင်းမိတ်ဆွေအစ်တွေနဲ့ပျော်ရွှင်စရာစားပွဲတောက်ပွဲအစ်တွေအရင်ကမလုပ်ဘူးတဲ့အတူတူစားတောက်ပွဲတွေကိုကျင်းပပြစ်တာမျိုးအတူတူ cheese လောက်တာပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေတင်တို့လုပ်ပြစ်လိုက်မယ်လုတ်တဲ့ခါမှာလည်းခါရလို့မဟုတ်ဘူးပေါ့နော်သွားနေကြနေရအောင်ထပ်ပြီးသွားလဲတာအဲ့လိုမျိုးပုံစံမဟုတ်ဘူးအစ်သောနေရာတွေကိုသွားလဲပြစ်တာအစ်သောနေရာတွေမှာအတူတူစားတောက်ကြတာအတူတူပြပြရွှင်စုယုံပြီးတော့ပေါ့နော်ကခုံကြတာအဲ့လိုမျိုးပုံစံလေးတွေလုပ်ဖြစ်လိမ့်မယ်သိလားဒီနေ့ reading ကိုလာကြည့်တဲ့သူလေးတွေအဲ့လိုမျိုးလေးတွေကြုံတွေ့ရဖို့ရှိတယ်ဒီ reading ကိုကြည့်ပြီးတော့6လလောက်အတွင်းမှာဒီ energy ကတက်ရောက်မှုရှိတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်မ time lapse ထားလိုက်တာပေါ့နော်အဲ့တော့ဒီကျွန်မရဲ့ reading လေးကိုတက်တိုက်ဆက်ဆိုင်လာပြီးတော့တွေ့ရှိသွားတဲ့သူတွေဖို့အတိတ်တော့အရာကရောက်ရှိလာမှာကတော့ကိုဘဝအတွက်အေးချမ်းမှုအတွက်ဆရာသမားကောင်းအထောက်ပံ့ကောင်းเนาะကုသိုလ်ကံတရားကောင်းတွေရောက်ရှိလာမယ်ဘဝကတစ်စစ်ပြောင်းလဲသွားမယ်ပြောင်းလဲလာတဲ့ဘဝမှာလည်းကိုကပို့ပြီးတော့လွတ်လပ်တော့နော်အေးချမ်းသောသူတရားဖြစ်ပြောင်းလဲလာမယ်ပို့ပြီးတော့ smart ကြတော့သူဖြစ်ပေါ့နော်ပို့ပြီးတော့လွတ်လပ်တော့နေရာမှာတစ်ခုထပ်ပြောခြင်းနဲ့တချို့ကျတော့ငွေရေးကြေးရေးပို့ပြီးလွတ်လပ်သွားတာတချို့ကျတော့လေဝင်နဲ့ track ငွေကိုစစ်ပြီးသုံးနေရတယ်ဆိုလို့ရှိရင်ဒီ reading ကြည့်ပြီးနောက်ပိုင်းမှာကိုအတွက်ကောင်းမွန်တဲ့ကံတရားတွေရရှိသွားပြီးတော့ငွေရေးကြေးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့လွတ်လပ်သွားတာနော်ကိုအတွက်တင်ကျက်တယ်ဆိုတာမရှိတော့ဘူးကိုသုံးချင်တယ်လို့မျိုးကိုသွားချင်တဲ့အနေအထားမျိုးကိုသွားနိုင်တာအဲ့လိုမျိုးပုံစံလေးတွေဖြစ်လာမယ်ကိုအတွက်ထောက်စစ်ဖြစ်စေတဲ့သူတွေကိုအနာကနေထွက်ခွာသွားရမယ်ဆရာသမားကောင်းတွေကိုစီးကပ်ရမယ်နော်ကိုယ်ွယ်ပြစ်လိုက်မယ်ပေါ့နော်လူတစ်တယောက်လည်းကိုဘွားတွေကိုဝင်လာလိုက်မယ်ကိုကပို့ပြီးတော့အရင်အထက်တန်မာလာပြီးတော့ဘယ်အရာမျိုးမဆိုရင်ဆိုင်ကြွဖြတ်နိုင်တဲ့တတိတွေစွမ်းအားတွေနဲ့ပြည့်စုံနေနိုင်မယ်ပေါ့နော်နောက်ပြီးတော့အတစ်တစ်သောမိတ်ဆွေတွေတွေ့ဆုံရမယ်ဒီမိတ်ဆွေတွေနဲ့အတူပျော်ရွှင်စရာစားပွဲတောက်ပွဲတွေကျင်းပတာခရီးတွေထွက်တာเนาะအရင်တော့နဲ့မတူတမှုထူးခြားတဲ့ပါတီပေါ့နော်ပွဲလန်းသမီးမျိုးတွေကိုကတက်ကြတာအဲ့ဒါမျိုးလေးတွေကိုတင်ကြုံတွေ့ရမယ်လုပ်ပြရဖို့ရှိတယ်ပေါ့နော်အဲ့ဒါမျိုးလေးအဲ့တော့ဒီနေ့ကတော့ collective reading လေးလည်းဖြစ်တယ်ပြီးတော့ကျွန်မကတ်ဆွဲထားတာကကျွန်မပြောသလိုပေါ့ energy ကဘယ်လောက်ထိပြောဖို့လိုအပ်လဲဆိုတော့ကျွန်မတွေးလိုက်တဲ့အချိန်မှာစက်တကက်မြောက်လောက်မှရပြီလို့ကျွန်မခံစားရတယ်အဲ့ခါကျတော့ဒီစက်တကက်ကိုဆွဲလိုက်တယ်စက်တကက်အတိုင်းပဲကျွန်မကြည့်ပြီးလိုက်တယ်ထပ်လည်းမယူတော့ဘူးပေါ့နော်အဲ့တော့ဒီနေရာမှာပဲကျွန်မကတော့ဆုံးသက်လိုက်မယ်ပေါ့နော်အဲ့တော့ကြည့်ရှုပေးကြတဲ့ကျွန်မရဲ့ audience လေးတွေအားလုံးပြီးလို့ရှိရင်ဒီ reading ကိုတက်တက်ဆက်ဆန်တွေ့သွားတဲ့သူတွေအားလုံးလည်းဒီ energy ကိုညီမှုပေါ့နော်ဒီ energy နဲ့ကိုညီမှုရရှိကြပါစေကိုယ့်ရဲ့ဘဝမှာအသက်တော်သူတွေရရှိလာတဲ့ဒီလူတွေနဲ့အတူပြည်လဲတော့အဆင်ပြေတော့ပေါ့နော်ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ပါစေကိုဘဝအတွက်မကောင်းသောသူတွေနဲ့အဝေးဆုံးမှာရှင်သန်ရပါစေငွေရေးကြေးရေးအတွက်မပူပင်ရတဲ့သူတွေအဖြစ်ပေါ့နော်ဘဝကိုဆက်လက်ရှောင်နိုင်ရပါစေငွေကြေးတွေလည်းတိုးပွားပါစေလို့ဒီညနေဆုတောင်းပေးလိုက်ပါတယ်နောက်ထပ် reading တွေမှာအတူတူပြန်လည်ဆုံတွေ့ကြမယ်နော်